ချိုချိုချင်းချင်းနဲ့နိုင်ဝက်အတွင်းအမြန်လှုပ်ရှားလို့ရတဲ့အသားဟင်း၃မျိုးအလုံးမဲမင်္ဂလာပါထောက်ဝံပရိသတ်တို့နေကောင်းကြလားရှင်ကြက်သားအချိုဆက်ကြော်ထမင်းနဲ့လေစားလို့ကောင်းတဲ့ကြက်သားချိုဆက်ကြော်လေးကိုအလွယ်ကူဆုံးနည်းလမ်းနဲ့နိုင်ဝက်အတွင်းမှာပြုလုပ်စားတောင်းနိုင်အောင်ဖော်ပြပေးလိုက်ပါတယ်။ပါဇက်ထဲမှာချိုဆက်အရသာလေးနဲ့ဂရင်းမိန်နဲ့ကြက်သားဟင်းလေးတစ်ခွက်ရစီဖို့အရင်ဆုံးအသားကြီးပဲရှိတဲ့ရင်ပုံသားလေးကိုအခုလိုမျိုးစားငရုတ်ကောင်းတို့နဲ့နေကပြောင်းကော်မှုတ်လေးပပလေးပုတ်ကောင်9မိနစ်လောက်နှက်ထားလိုက်ပါပြီးတဲ့အခါမှာတော့ဆက်တယ်မဆိုးတဲ့ပူယုံလေးအဆက်ကိုရဖို့အတွက်ငရုတ်သီးကြောင့်လေးတွေကိုအစိတ်ဖယ်ပြီးငရုတ်သီးအသားလေးတွေကိုပဲဖယ်ထားလိုက်ပါအရသာရှိတဲ့ကြက်ကြော်ဟင်းတစ်ခွက်ဖြစ်ဖို့အတွက်အနှစ်ကအရေးကြီးဆုံးပဲမလို့ဘဲငကပြာရည်နဲ့ခရုစီတို့ကိုရှာလကာရည်လေးနဲ့အတူရောပြီးတကြားစီလေးအနှဲငယ်ထဲကဖြော်လိုက်ပါကြက်သားတွေနှက်သွားပြီဆိုတဲ့အခါမှာတော့စီပါပါလေးနဲ့ကြော်လိုက်ပါမယ်ပြီးရင်တော့နှွာထားတဲ့ငရုတ်သီးတွေကိုလှော်ပြီးရင်အချိုရည်အနှစ်လေးကိုစက္ကန့်30လောက်ထားကကြိုလိုက်ပါပြီးတဲ့အခါမှာတော့ကြော်ထားတဲ့ကြက်သားတွေနဲ့အတူအခုလိုမျိုးရောပြီးချက်လိုက်လို့ရပါပြီဒါဆိုရင်တော့အဆုံးသတ်မှာအခုလိုစီစီပိုင်ပိုင်နဲ့အရသာရှိတဲ့ကြက်ကြော်ချိုဆက်လေးကိုထမင်းဖြူနဲ့တွဲပြီးစားသုံးနိုင်ပြီပဲဖြစ်ပါတယ်ရှင်ပဇွန်တမ်ပူရာချိုချင်းကျွတ်ရွပြီး green ထဲမှာမှုေးနေမဲ့အထိရတာရှိတဲ့ပဇွန်တမ်ပူရာကြော်လေးကိုလုံနီးရိုးရိုးလေးနဲ့အကောင်းဆုံးဟင်းတစ်ခွက်ဖြစ်အောင်အချိန်တိုတွင်းမှာပြုလုပ်နိုင်ဖို့လုံနီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။အရင်ဆုံးပဇွန်လေးကိုအခွန်နှွာပြီးတန့်စင်ပြီးသွားပြီဆိုရင်တော့အခုလိုမျိုးကြောကိုခွဲပြီးခပ်ဖော့ဖော့လေးထုလိုက်ပါပြီးတဲ့အခါမှာတော့သူနဲ့အတူချက်ဖို့အတွက်ချိုချင်း sauce လေးကိုလှုပ်ထားလိုက်ပါမယ်။ sauce အတွက်ငရုတ်စီအချိုကိုရေအနှဲငယ်ထည့်ကစားနဲ့တကြားထည့်ပြီးဟင်းခတ်မုတ်တို့ကိုထည့်ပြီးရင်ဖြော်ထားလိုက်ရုံပါပဲ။နောက်ဆုံးမှာတော့ထုထားတဲ့ပဇွန်လေးကိုစောင်းငရုတ်ကောင်းတဲ့ပုတ်ကောင်အကျော်မှုန့်နဲ့ကပ်ပြီးပြောင်းကော်မှုန့်နဲ့အတူထပ်ကပ်ကောင်စီပူပူမှကြော်ထားလိုက်ပါမယ်။အဆုံးသတ်အနေနဲ့အခုလိုမျိုးအချို sauce လေးကိုလည်းဒေဝရဲမှာကြိုပြီးပဇွန်ကြော်လေးနဲ့အတူချက်လိုက်ရင်တော့ချိုချင်းအရသာနဲ့ပဇွန်သားအီလေးကိုရရှိမဲ့ပဇွန်တမ်ပူရာချိုချင်းကြော်လေးကိုရရှိမှာပဲဖြစ်ပါတယ်။နိုင်ဝက်အတွင်မှာပြင်ဆင်နိုင်တဲ့ဟင်းလေးမလို့လိုက်လို့စားကြည့်ပါနော်။ဝက်ပောင်ကြောက်ကြက်သားလေးမနက်စာအတွက်ပြည့်အင်းနေတာတွေကိုမစားချင်ကြတဲ့သူတွေအတွက်အထူးသင့်တော်တဲ့ဟင်းလေးတစ်မျိုးပဲဖြစ်ပါတယ်ရှင်။အလွယ်တကူချက်ပြုတ်လို့ရပြီးအိမ်မှာ air fryer ရှိရင်တော့အသင့်တော်ဆုံးဖြစ်တဲ့အစာပြေဟင်းလေးတစ်မျိုးပါပဲနော်။ကယ်လိုရီလည်းနည်းကအသားဓာတ်များတဲ့ဟင်းလေးဖြစ်လို့ဝိတ်ချချင်တဲ့သူတွေအနေနဲ့လည်းအထူးသင့်တော်ပါတယ်။အရင်ဆုံးကြက်သားအသားတွေကြီးပဲကိုအတုံးလေးတွေတုံးပြီးသွားပြီဆိုရင်တော့အရသာတွေကိုစပြီးထည့်လို့ရပါပြီ။အဓိကအရသာတွေဖြစ်တဲ့စားနဲ့ငရုတ်ကောင်းကိုနိုင်တဲ့လောက်လေးထည့်ပြီးရင်တော့အယောင်တင်မှုတ်လေးအနှဲငယ်ပုတ်ပေးလိုက်ပါဒါမှသာကြက်သားရဲ့အယောင်အစင်းကကြည့်ကောင်းမှာပဲဖြစ်ပါတယ်ရှင်ပြီးတဲ့အခါမှာတော့ဝက်သားသုံးတက်သားအမြောင်းလေးတွေဖြစ်တဲ့ဘေကွန်လေးတွေကိုပတ်ပြီး air fryer ထဲမှာစီအနှဲငယ်ထည့်က15မိနစ်လောက်ကြော်လိုက်ရင်တော့ရပြီဖြစ်ပါတယ်ဒါဆိုရင်တော့အနံ့အရသာနဲ့ပြည့်စုံပြီးမယောနီ sauce လေးနဲ့တွဲစားလို့လည်းကောင်းတယ်လို့ပြားရည်နဲ့လည်းအချိုတို့စားလို့ကောင်းတဲ့မုတ်လေးကိုရပြီပဲဖြစ်ပါတယ်နော်ကဲဒါဆိုရင်တော့နိုင်ဝက်အတွင်လှူစားနိုင်တဲ့ဟင်းလျာတွေကိုအခုပဲပရိသတ်တို့အိမ်မှာလိုက်လို့စားကြည့်လိုက်တော့နော်ဆက်လက်ပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဟင်းလျာတွေကိုထပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကျမတို့ရဲ့ page ကို like and follow လုပ်ပြီး TikTok account လေးကိုလည်း follow လုပ်ခဲ့ပါဦးနော်အားလုံးကိုကျေးဇူးတင်ပါတယ်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ